ဂျပန်နိုင်ငံ၏နိုတိုကျွန်းဆွယ်မှာလူပေါင်း236ဦးသေဆုံးခဲ့တဲ့ဇန်နဝါရီ1ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဟာနိုင်ငံ၏စီးပွားရေးအပေါ်ရေရှည်သက်ရောက်နိုင်ပြီးအပြည့်အဝအာရုံစိုက်လှုပ်ဆောင်ရန်လိုအပ်ကြောင်းဂျပန်အစိုးရကဇန်နဝါရီ25ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အစိုးရဟာဥရောပသို့တင်ပို့မဲ့ပို့ကုန်ကဏ္ဍအပေါ်မျှော်မှန်းချက်ကိုလျှော့ချခဲ့တော့လေကုန်ထုတ်လုပ်ရေးစားသုံးမှုနဲ့အလုံးစုံစီးပွားရေးအခြေအနေအပေါ်ထားရှိတဲ့အကဲဖြတ်ချင့်တွက်မှုကိုမူပြောင်းလဲခဲ့ခြင်းမရှိပါဘူး။စီးပွားရေးပေါ်သက်ရောက်မှုကိုအပြည့်အဝအာရုံစိုက်လှုပ်ဆောင်တင်ပါတယ်လို့ဂျပန်အစိုးရကငလင်လောက်ခတ်မှုကိုရည်ညွှန်းပြီးဇန်နဝါရီလအတွက်လစဉ်စီးပွားရေးသတင်းထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကလည်းငလင်တန်သစ်နေရာဒေသများတွင်ကယ်ဆယ်ရေးအစီအစဉ်များလှုပ်ဆောင်ရန်အတွက်နိုင်ငံတော်ဘတ်ဂျက်အရန်ငွေကြေးများထဲမှယန်150ဘီလီယံ 1.32ဘီလီယံကိုသုံးစွဲသွားမယ်လို့ဇန်နဝါရီ24ရက်ကကတိပြုခဲ့ပါတယ်။နိုတိုကျွန်းဆွယ်တည်ရှိတဲ့အီရှီကာဝါစီရင်စုနယ်ဟာဂျပန် GDP စုစုပေါင်း3.8%ရာခိုင်နှုန်းသာရှိပြီးငလင်လောက်ခတ်ပြီးနောက်ကုန်ထုတ်လုပ်ရေးဆက်ရန်နေရာထုတ်လုပ်တဲ့ကုမ္ပဏီများစွမ်းအင်တပိုင်းလျှက်ကူးပစ္စည်းများထုတ်လုပ်တဲ့ကုမ္ပဏီများကဲ့သို့ဒေသခံစက်ရုံအချို့ဟာလုပ်ငန်းများပြန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်းဂျပန်အစိုးရအဖွဲ့ချုပ်ကထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကာဇူအိုယူအီတာကမူငလင်ကြောင့်ခိုင်မာတောင်တင်းတဲ့မိုက်ခရိုစီးပွားရေးအပေါ်တက်ရောက်မှုကြီးကြီးမားမားမရှိတော့လေကုန်ထုတ်လုပ်ရေးထောက်ပံ့ရေးကွင်းဆက်များခီးသွွာလာရေးကဏ္ဍစားသုံးသူများအယုံကြည်မှုအပေါ်တက်ရောက်မှုအနည်းငယ်ရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်မှာဂျပန်အစိုးရဟာတနှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ဂျပန်ပို့ကုန်များ၏တန်မိုးချင်းတွက်မှုကိုလျှော့ချခဲ့ပြီးဥရောပဈေးကွက်များထံမှဝယ်လိုအားများလျော့ကျနေကြောင်းပြောကြားခဲ့ပါတယ်။